ဒုတိချင်းမိတ်ဆွေညီကိုမောင်နှမတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်ကိုခန့်ကိုအားပေးနေကြတဲ့ဦးလေးတွေတော်တွေအကိုအမတွေအားလုံးပဲစိတ်ချမ်းသာလို့ကိုကျမ်းမာတွေလည်းရှိကြပါစေလို့ဦးစွာပထမဆုတောင်းမေတ္တာလေးပို့တာပေးလိုက်ပါတယ်အဲ့တော့ဒီဗီဒီယိုထဲမှာဒီကနေ့ဗုဒ္ဓဖူးနေ့မနက်7:00 နာရီ10 မိနစ်အတွက်ကျွန်တော်ရှာဖွေတွေ့ရှိထားတဲ့တစ်ခွက်ကောင်းလမ်းကြောင်းလေးတွေကိုတစ်ခုမကြမ်းအကုန်လုံးပြန်ပြီးတော့ဆွဲပြပေးသွားမယ်ပေါ့နော်ကျွန်တော်ရွေးချယ်မှုတွေကိုအလွယ်တကူကြည့်ချင်တဲ့ကိုမတွေအတွက်ကွန်မန့်ထဲမှာအလွယ်တကူကြည့်လို့ရမယ်ကျွန်တော်ရဲ့ Viber Telegram Channel link လေးတစ်ခုချထားပေးပါမယ်ကိုအဆင်ပြေတဲ့တစ်ခုကိုရွေးပြီးတော့ဝင်ထားလိုက်ကြပါပေါ့နော်အဲ့တော့ဒီကွာကောင်းလမ်းကြောင်းလေးတွေကိုလိုက်ချနေတဲ့ကိုမတွေကတော့ဒီဗီဒီယိုလေးကိုစုံတည်တိုင်အောင်ကြည့်ဖို့ကျွန်တော်အကြံလေးပေးခြင်းတယ်ဒါဆိုရင်ပထမလမ်းကြောင်းလေးကိုစပြီးတော့ဆွဲလိုက်ကြရအောင်ပေါ့နော်သူကဒီ64က၄နောက်ပိတ်ဒီ1ခွန်ကခွန်နောက်ပိတ်အဲ့တော့ဒီလေးနဲ့ဒီခုံနှလုံးပေါင်းချင်းဟာ1ရယ်လို့ဖြစ်လို့1ရဲ့ပါဝါ6တလုံးကဒီမနက်မှာ1 6လို့ဒါပါဝါလေးပြန်ထည့်တယ်နောက်တစ်မှာ3နဲ့2နှလုံးပေါင်းချင်းက9ရယ်လို့ဖြစ်လို့9ရဲ့ပါဝါ3ညဟာဒီမနက်မှာ20လို့ပြန်ပြီးတော့ထည့်တယ်နောက်တစ်မှာ9နဲ့ခွန်နဲ့9နှလုံးပေါင်း2ဖြစ်လို့2ရဲ့ပါဝါခွန်ဟာကျွန်တော်တို့မနေ့ကမနက်မှာ81လို့ထည့်တယ်အဲ့တော့ဒီနေ့နဲ့ဒီခုံနှလုံးပေါင်း9ဖြစ်လို့9ရဲ့ပါဝါ4ဟာဒီကနေ့ဗုဒ္ဓဘုနေ့မနက်မှာဝင်လာရမယ်တလုံးပိုင်းပေါ့နော်အဲ့တော့9 9 9 3လုံးပေါင်းချင်း9 9နှလုံး4ကို9နဲ့ပေါင်းတဲ့အခါမှာ3ရယ်လို့ဖြစ်လို့အဲ့ဒီ3ဟာဒီမနက်မှာ30လို့ပြန်ဝင်ပါတယ်ဒါရိုက်ပေါ့နော်အဲ့တော့3ညခွန်4 3လုံးပေါင်း1ဖြစ်လို့1တလုံးဟာဒီမနက်မှာ1 6လို့သွားတယ်အဲ့တော့6 1 3 3လုံးပေါင်း3ညဖြစ်လို့ဒီမနက်မှာသူက20လို့ပြန်ပြီးတော့ထည့်ပါတယ်3ည4ခွန်3လုံးပေါင်း1ဖြစ်လို့အဲ့1ကဒီမနက်မှာ81လို့ထည့်တယ်1 3ည2 3လုံးပေါင်း3ဖြစ်လို့အဲ့3ကဒီကနေ့ဗုဒ္ဓဘုမနက်မှာပြန်ပြီးတော့ထည့်လာရမယ်တစ်လုံးပိုင်းဖြစ်ပါတယ်ဒါဆိုရင်လမ်းကြောင်း20ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီ3ဟာတကယ်တော့ဒီ3ကလမ်းကြောင်း20ပါဒုတိယတစ်ချက်လေးကိုကကျွန်တော်ရှုပ်သွားမှာဆိုလို့ပေါ်ပင်လေးနဲ့ဆွဲလိုက်မယ်ပေါ့နော်အဲ့တော့9ခွန်9နော်9ခွန်နှလုံး2ကိုဒီက9နဲ့ပေါင်းတဲ့အခါမှာ1ရယ်လို့ဖြစ်လို့အဲ့ဒီ1ကဒီမနက်မှာကျွန်တော်တို့30နဲ့မှာရှောက်လို့သွားတယ်အဲ့တော့9 1 4 3လုံးပေါင်းချင်းနော်9 1နှလုံး6ကိုဒီ4နဲ့ပေါင်းတဲ့အခါမှာ3ညလို့ဖြစ်လို့အဲ့ဒီ3ညဟာအဲ့ဒီမနက်မှာ20လို့ပြန်ပြီးတော့သွားတယ်3ည4ခွန်3ည4 3 3လုံးပေါင်းခွန်ဖြစ်လို့အဲ့ဒီခွန်ဟာဒီမနက်မှာ81လို့သွားအဲ့တော့6 3ညခွန်3လုံးပေါင်း3ဖြစ်လို့3တလုံးဟာဒီကနေ့ဗုဒ္ဓဘုမနက်မှာလမ်းကြောင်း2ချက်အနေနဲ့ပြန်ပြီးတော့ဝင်လာရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ဆွဲပါမယ်အဲ့တော့ဒီ39က3ထိပ်94က6ထိပ်နဲ့39ကကျွန်တော်တို့ break နှစ်လို့ပြောရင်မှန်လိမ့်မယ်เนาะအဲ့တော့639 3လုံးပေါင်းချင်း9နဲ့9နှလုံး8ကို3နဲ့ပေါင်းတဲ့အခါမှာ1ရယ်လို့ဖြစ်လို့အဲ့1ကဒီမနက်မှာ16လို့သွားအဲ့တော့ခွန်9 4 3လုံးပေါင်းက3ညဆိုတော့ဒီမနက်မှာ20ပေါ့เนาะအဲ့တော့1ခွန်3 3လုံးပေါင်းက1ဆိုတော့ဒီမနက်မှာ1ခွန်အဲ့တော့4 1ခွန်3လုံးပေါင်း2ဖြစ်လို့အဲ့ဒီ2ဟာဒီကနေ့မနက်မှာဝင်လာရမယ်တစ်လုံးပဲဖြစ်ပါတယ်အဲ့တော့ဒီ site တစ်ခုထဲမှာပဲလမ်းကြောင်းလေးကိုအကုန်ဆွဲမှာဆိုတော့အနေငယ်တော့ရှုပ်ကောင်းရှုပ်သွားလိမ့်မယ်ပေါ့နော်ဒီစားလေးလိုက်ကြည့်မယ်ဆိုရင်တော့ရှင်းပါလိမ့်မယ်အဲဆိုတော့နောက်ထပ်လမ်းကြောင်းတစ်ခုသူကဒီ41ကဒီ41ဆိုတဲ့ brain ကဒီ3ည3က3နောက်ပိတ်နော်အဲ့တော့3 4နှလုံးခွန်ဒီက1နဲ့ပေါင်းတဲ့အခါမှာ8 3လုံးပေါင်း8ဖြစ်လို့3လုံးပေါင်း8ဖြစ်လို့8ရဲ့နက်က1ကဒီမနက်မှာ1 6လို့သွားနောက်ထဲမှာ9 3 9 3လုံးပေါင်းချင်းဟာခွန်ရဲလို့ဖြစ်လို့ခွန်ရဲနက်က3ညဟာဒီမနက်မှာ20လို့သွားတယ်အဲ့တော့9 9ဒီက4ပေါ့နော်အဲ့တော့9 9နှလုံး4ကိုဒီက4နဲ့ပေါင်းတဲ့အခါမှာ8ရဲလို့ဖြစ်လို့8ရဲ့နက်က1ဟာဒီမနက်မှာ81လို့သွားတယ်အဲ့တော့3ညခွန်3 3လုံးပေါင်း3ညဖြစ်လို့3ညရဲ့နက်ကခွန်ဟာဒီကနေ့ဗုဒ္ဓဖုနက်မှာခွန်လို့ပြန်ပြီးတော့ဝင်ရမယ်ဆိုတော့နောက်ထပ်တစ်ချက်ပေါ့နော်အဲ့တော့ဒီခွန်4 1ခွန်4 3ည3လုံးပေါင်း1ဖြစ်လို့အဲ့1ကဒီမနက်မှာ16လို့သွားအဲ့တော့ဒီ8 3 1 3လုံးပေါင်းက2ဖြစ်လို့ဒီမနက်မှာကျွန်တော်တို့20လို့သွားတယ်အဲ့တော့3 9 9 3လုံးပေါင်းချင်းဟာ1ရယ်လို့ဖြစ်လို့
ဒီမနက်မှာ1ခွန်လို့သွားပြီးရင်9ခွန်4သုံးလုံးပေါင်းချင်းဟာသုံးလုံးပေါင်းချင်းဟာ6ရေလို့ဖြစ်လို့ဒီကနေ့ဗုဒ္ဓဘူးမနက်မှာ6တလုံးလို့သွားရမယ်အဲ့တော့ဒီကနေ့ဗုဒ္ဓဘူးမနက်မှာကျွန်တော်တို့ကတိတ်ပြီးတော့တူတူစဉ်းစားမနေတော့ဘဲနဲ့6ခွန်2 3 4ဆိုတဲ့ကဏ္ဍ9လုံးကိုခွေပြီးတော့ကစားလိုက်မယ်ဆိုရင်ကျွန်တော်တို့အဆင်ပြေလိမ့်မယ်လို့ကျွန်တော်ကတော့ခံမှန်းထားတယ်ပေါ့နော်ဟိုလောင်းစားဖြစ်တဲ့အတွက်အမှန်မှားတော့ရှိပါလိမ့်မယ်ကျွန်တော်ရဲ့ကံပေါ်ကိုမူတည်ပြီးတော့အဆင်ပြေမယ်အဆင်မပြေဘူးကိုအဓိကထားပြီးတော့ဆုံးဖြတ်သွားလိမ့်မယ်ဟိုဒီသွားခဲ့တဲ့လမ်းကြောင်းလေးကိုကြည့်မယ်ဆိုရင်တော့ကဏ္ဍနေအားလုံးကတော့အပြီးရိုက်ခဲ့တဲ့ပုံစံပေါ့နော်ကျွန်တော်တို့ကကဏ္ဍနှလုံးအပြီးရိုက်မှာမဟုတ်ဘဲနဲ့9လုံးကိုရိုက်မှာဆိုတော့ပို့ပြီးတော့လုံခြုံတဲ့ပုံစံမှာတော့ရှိပါတယ်အဲ့တော့6နှစ်ခွန်3 4 3လုံးကို sorry 9လုံးကိုခွေမယ်33တကွက်လေးလည်းအောင်ထည့်ပြီးတော့ထိုးဖို့လိုအပ်မယ်တင်တယ်။အားလုံးဆိုတော့3က2ချက်ဖြစ်နေလို့ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဆွဲထားတဲ့လမ်းကြောင်းလေးတွေကိုလည်းကျွန်တော်ရဲ့ကိုမားလေးနားနေကြလိမ့်မယ်လို့ထင်ပါတယ်နောက်တဲ့ဗီဒီယိုလေးမှာထပ်မံပြီးတော့ဆုံနေမယ်ကျွန်တော်ဒီမှာထိုးပေးရတဲ့ဖုန်းနံပါတ်လေးကို Viber Telegram ကိုအဆင်ပြေတဲ့တခုကဆက်သွယ်ပြီးတော့လေကျွန်တော်ကိုခွင့်စီမှာမနေ့ညတူတီလာရောက်ကန်ဆယ်လို့ရတယ်ပေါ့နော်